ဘယ်ရာမှမမြဲဘူးဆိုတဲ့အသိစိတ်လေးဟာဒီသိထားတဲ့အသိဉာဏ်လေးဟာအလွန်တန်မိုးရှိဘုရားဟောထားတဲ့သဗ္ဗေသင်္ခါရနေစာဆိုတာလူတွေမှာတစ်စုံတစ်ခုကိုစွန့်လို့ရတော့မည်ဆိုတဲ့အချိန်မှာတောကတွေအကြီးကျယ်ဖြစ်တတ်တယ်တောကဥပမာမဲ့ကိုယ့်ဘဝကိုစွန့်လို့ရတော့မဲ့အချိန်ဆိုတဲ့အခါမှာဒီအသိလေးနဲ့ဖြေပြောက်ကြတယ်လေဒီအသိလေးနဲ့ဟိုသင်္ခါရဆိုတာမြဲတာမှမဟုတ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းတန်ကုတ္တချလပ်ပါငါဘာတတ်နိုင်မှလဲဆိုတဲ့အတွေးမှန်ကန်တဲ့အတွေးပဲတဘာဝတရားဆိုတာဖြစ်ပြီးရင်ပြတ်မှာပဲငါဘာတတ်နိုင်မှလဲဆိုတဲ့အတွေးနဲ့မိမိရဲ့တောကကိုဖြေလျှော့နိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီအသိဉာဏ်သေးတဲ့အသိဉာဏ်မဟုတ်အဲ့ဒါ subject matter လို့ခေါ်တယ်တုတ္တလို့ခေါ်တယ်အဲ့ဒါလို့မှမကြားဘူးရင်ဘယ်လိုစဉ်းစားမလို့စဉ်းစားလို့မရဘူးနောက်ဆုံးမှာဒေါသကိုမေတ္တာနဲ့ဖြေဖြောင်းရတယ်လောဘကိုအတုပနမိတ်နဲ့ဖြေဖြောင်းရမယ်မောဟဆိုတာကိုပညာသင်ပြီးအသိဉာဏ်ရအောင်လုပ်ပြီးဖြေဖြောင်းအောင်မယ်ဆိုဒီအသိဉာဏ်တွေကတမိုးရှိတဲ့အသိဉာဏ်အဲ့ဒါတွေမသိလို့ရှိရင်ဘယ်လိုလုပ်ရစိတ်ပြီးတော့စိတ်ရဲ့ထွက်ပေါက်ဆိုတာရှိနိုင်မလို့ဘုရားဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တွေဟာစိတ်ရဲ့ထွက်ပေါက်ရှာမရသည့်အတွက်ကြောင့်ကိုယ့်ကိုယ်တတ်သိတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲစိတ်ဖြစ်စည်းမှုကိုဘာနဲ့ဖြေပြောင်းအောင်မှမသိဘူးတကယ်စိတ်ဖြစ်စည်းလာပြီဆိုရင်မြတ်ဗုဒ္ဓရဲ့တရားထွက်ပေါက်လေးတွေပေးထားဘုရားဘာသာဝင်တွေဟာဆင်ញင်နိုင်တယ်